အောင်မြင်တဲ့ fitness trainer တယောက်ဖြစ်ဈေးကွက်ထဲမှာနေရာယူနိုင်မဲ့နီလန်3ခုအများစု certificate တွေအထက်လိုက်ရှိတယ်ပြိုင်ပွဲတွေပြိုင်နေစုတွေရတယ်ဈေးကွက်ထဲမှာနေရာကောင်းအောင်မရနိုင်ဘူးအဲ့ဒီပုံကိုယ်တွေဒီ3ချက်ပဲလုပ်ကြည့်ပါဝင်ငွေလဲတိုးတက်လာမယ်ဈေးကွက်မှာဆရာကြီးဆိုတဲ့နေရာတစ်ခုလည်းရောက်လာမယ်နံပါတ်1လူတိုင်းအောင်မရောက်ပါနဲ့ဒါကျွန်တော် marketing သင်တန်းတိုင်းမှာကျွန်တော်သင်ခဲ့တဲ့အချက်ဖြစ်တယ် niche market ကိုရွေးချယ်သတ်မှတ်ပါအဲ့တော့ဝိချပေးသည်ဆိုတာထက်အသက်35ထက်အထိုင်များတဲ့ busy professional တွေကိုဝိချပေးဆိုတတ်မှတ်မှလေးဖြစ်သွားပြီတနည်းအားဖြင့်ပြောမယ်ဆိုခင်ဗျားဒီအထွေထွေဆရာဝန်တယောက်မဟုတ်ဘဲနဲ့specialist ဆိုရဥမာနှလုံးအထူးကုအရေးပြားအထူးကုအဲ့လိုမျိုး sector သေးသေးလေးကျွန်တော်သတ်မှတ်လိုက်တနည်းအားမှာ expert ဖြစ်အောင်လုပ်ပြီးလူအနည်းစုကိုပဲရောင်းမယ်လို့တွင်တကယ်တော့အဲ့အနည်းချင်းလေးသတ်မှတ်တဲ့ niche ကကျွန်တော်တို့ဖောက်တဲ့အများကြီးဝင်လာစေတယ်ဝင်ငွေတစ်ချိန်တိုးတိုးတက်သွားစေတယ်မိတ်ဆွေတာမန်အထွေထွေဆရာဝန်နာမည်ကြီးတယောက်ပြောဆိုမိတ်ဆွေဘယ်သူပြောမှမသိနှလုံးအထူးကုပြောဆိုတယောက်တည်းနာမည်ခင်ဗျာ click နဲ့ထွက်လာလိမ့်အဲ့ဒါဒီ niche market တိစောက်ထားခြင်း specialization အကျိုးကျေးဇူးအဲ့တော့မိတ်ဆွေအဲ့ဒီအချက်လေးပြင်ဖို့လိုပါတယ် niche market သတ်မှတ်ပါလူတိုင်းမရောက်ပါနဲ့ဒုတိယတစ်ချက်ဒီ science ကိုပြောပါတိုးတက်နေတဲ့ခေတ်မှာလူတိုင်းဖုန်းသုံးနိုင်တဲ့ AI နဲ့ခင်ဗျားပြောတာတွေနားထောင်နိုင်တယ်ဝေဖန်ပိုင်းခြားနိုင်တယ်ဒါပေမဲ့ science ကြီးပဲတောက်မြင်ကြလောက်အောင်ပြောပြီးတော့လူတွေအတွက်စာနာစိတ် empathy မပိုင်အလုံးမဖြစ်ဘူးအဲ့တော့ခင်ဗျားဘာလုပ်သင့်လဲဆိုရင်မိတ်ဆွေမှတ်ထားမှာလူအများစုကခင်ဗျားဘာကောင်လဲဘလောက်ကြီးလဲဘလောက် certificate ကြီးလဲသူတို့စိတ်ဝင်တော့သူတို့ဘာလုပ်ပေးနိုင်လဲပဲစိတ်ဝင်စားအဲ့တော့ခင်ဗျားတက်သိထားတဲ့အသက်ပညာကိုသူတို့ဘက်ကစာနာစိတ်နဲ့သူတို့ရဲ့ pain point တွေသူတို့ရဲ့လိုအပ်ချက်တွေသူတို့ရဲ့အခက်အခဲတွေကိုခင်ဗျားမြင်သားတဲ့ empathy နဲ့ရှင်းပြခြင်းကဆရာကြီးလုပ်ခြင်းမဟုတ်ပဲလမ်းပြခြင်းကခင်ဗျားကိုသူတို့ရင်ထဲမှာနေရာတစ်ခုတည်ဆောက်ပေးနိုင်တယ်တတိယတစ်ချက်ကလူအများစုက client အသစ်ရှာဖို့ပဲလိုက်နေ client အဟောင်းတွေကိုခင်ဗျားရဲ့ brand ambassador ဖြစ်အောင်လုပ်လို့ရတယ်ဒီချက်ကကျွန်တော်တို့ fitness industry မှာမဟုတ်တခြား service industry မှာလည်းအဲ့ပြဿနာရှိတယ်အဲ့ဒါဘာလဲဆိုရင် client အသစ်ရဖို့ကြိုးစားတယ်ရပြီးသား client တွေကို after sales service မှာခင်ဗျားတို့တာဝန်မကျေဘူးမရောက်ရင်ကပြောခဲ့တဲ့ promise တွေမပြည့်ခဲ့တဲ့အတွက်ဒီလူတွေကခင်ဗျားတို့တစ်ခါစားဖြစ်သွားတယ်အကယ်၍သာဒီရောင်းပြီးသားမိတ်ဆွေတွေကိုသူတို့မျှော်လင့်တာတဲ့ခင်ဗျားပို့ပေးနိုင်တယ်ဆိုရင်ကျွန်တော်နိုင်ငံလူတွေအရန်သဘောကောင်းတယ်ခင်ဗျား referral လမ်းညွှန်ပေးပါတခြားလူကိုခေါ်လာပေးပါပြောစရာမလိုခင်ဗျားရဲ့စေတနာအသွားရှင်အပြန်ရှိတယ်သူတို့ခင်ဗျားအတွက်နောက်ထပ် client တွေခေါ်လာပေးနိုင်တယ်ခင်ဗျား brand ရဲ့အမာခံ ambassador ဖြစ်လိုက်တယ်ဒီချက်၃ချက်ကိုလုပ်ကြည့်ဈေးကွက်ထဲမှာဆရာကြီးဖြစ်လာလိမ့်မယ်တွေးစရာတစ်ခုရင် yes တော့မှပေးပါကျွန်တော်ကိုနိုင်ဦးကကျေးဇူးတင်ပါတယ်